ကျွန်တော်တို့ရွေးကောက်ပွဲအတူလို့ဒီကိုယ်စားလှယ်အတူလို့ပြောနေရတယ်ကျွန်တော်တို့တွေ့ပါတယ်သို့တော်လည်းပဲဒါကကျွန်တော်တို့ဟာ2025မှာရွေးကောက်ပွဲကျင်းပမယ်လို့ကျွန်တော်တို့ open ဖွင့်ပြီးတော့ open ဆိုတင်ညာခဲ့တယ်နိုင်ငံရေးမြန်မာနိုင်ငံရေးမှာတရားဝင်နိုင်ငံရေးလမ်းကြောင်းကလိုက်ပါခြင်းတဲ့ပုံကိုအကုန်လုံးဖိတ်ခေါ်ခဲ့တယ်အဲ့ဒီဖိတ်ခေါ်ခဲ့တဲ့ပုံကိုလိုက်နာမဲ့ပုံကိုအကုန်လုံးကျွန်တော်တို့ရွေးကောက်ပွဲဝင်ခဲ့ပါတယ်ကျွန်တော်တို့ကပြည်သူအတိအကျမဲပေးထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကိန်းဂဏန်း data အချက်လက်အတိအကျနဲ့ကျွန်တော်တို့ဖြည့်ရှင်းပေးနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်အဖွဲ့အစည်းကဒါဟိုပြောရင်တော့ဟိုရွေးကောက်ပွဲအတူရောရွေးကောက်ပွဲတက်လာတဲ့လွှတ်တော်အမတ်အတူရေဆိုတဲ့စကားလုံးတွေကတကယ်တော့ဟိုမြန်မာနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်မှာမနာလိုမရှိစိတ်တဲ့ပုံကိုယ်ရဲ့အမြင်အယူအဆလိုပဲကျွန်တော်တို့ပြောချင်ပါတယ်ကျွန်တော်တို့ဒီပြည်သူ mandate နဲ့ပြည်သူအကျိုးစီးပွားအတွက်အပြည့်အဝဆောင်ရွက်နေတဲ့ပုံကိုယ်ဖြစ်ပါတယ်ကျွန်တော်တို့ခေတ်ကာလမှာကျွန်တော်တို့ပြည်သူနစ်နာနေတဲ့ဥပဒေပြဋ္ဌာန်းချက်မျိုးဘယ်တော့မှမရှိအောင်လဲကျွန်တော်တို့စူးစမ်းဆောင်ရွက်နေပါတယ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်အပြည့်အဝပေးဆက်ဖို့ရည်ရွယ်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတစ်ဖက်အဖွဲ့အစည်းကလွတ်တော်ကိုယ်စားလှယ်အတူပဲပြောအမတ်အတူပဲပြောကျွန်တော်တို့ဂယူမဆိုင်ပါဘူးကျွန်တော်တို့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲကျွန်တော်တို့အပြည့်အဝစွမ်းဆောင်ကြိုးစားသွားမယ်လို့ကတိပြုပါတယ်ဗျ